ဒီပြည်သူကပညာရှင်ကြီးက20ရာစုရဲ့ Star Architect တယောက်ပါရိုးရိုးနာမည်ကြီးုံလောက်မဟုတ်ပါဘူးဒိဋ္ဌိကျ Architect ဆိုပါတော့သူ့နာမည်က Ludwig Mies van der Rohe ဂျာမန်အခုခေတ် Interior Design နဲ့ပတ်သက်ရင်ခေတ်စားနေတဲ့ Minimal ဆိုတဲ့ concept ရဲ့ဖခင်ကြီးလို့ဆိုရင်လည်းမမှားပါဘူးလူတိုင်းနှိပါကြားဖို့နေကြစကားစုတစ်ခုဖြစ်တဲ့ Less is more ဆိုတာကလည်းသူပြောခဲ့တဲ့ကဘာကျော်စကားပါသူကဘိသုကပညာရက်ကိုဘယ်တက္ကသိုလ်မှပညာသင်ယူခဲ့တာလဲဆိုတော့ဘယ်မှမသင်ယူခဲ့ပါဘူး။ဘာလင်မှာရှိတဲ့ Interior Designer, Furniture Designer, Architect Bruno Paul စီမှာအလုပ်လုပ်ရင်းပညာစီးပူးခွင့်ရခဲ့ပါတယ်။နောက်တော့ Mies ရဲ့အရေးချင်းတွေကိုမြင်တဲ့ Peter Behrens ကသူ့စီမှာအလုပ်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ Peter Behrens ကလည်းအဲ့ဒီခေတ်တုန်းကတော့ဂျာမနီမှာဆရာကြီးပဲဆိုတော့Mies က Peter စီက classical proportion တွေတို့ geometric clarity တို့လိုအနှစ်တွေသင်ယူခွင့်ရခဲ့တယ်လို့ဆိုပါတယ်။လူငယ် architect လေးတွေဖြစ်တဲ့ Walter Gropius နဲ့ Lou Corbusier တို့ကလည်းအဲ့ဒီမှာပဲအလုပ်လုပ်နေကြတာဆိုတော့သူတို့စုံခဲ့ကြတာပေါ့။သူတို့ခေတ်ရောက်လာတဲ့အခါမှာတော့၃ယောက်စလုံးက modern architecture movement ရဲ့ခေါင်းဆောင်တွေဖြစ်လာကြပါတယ်။ Mies ကသူ့ဆရာ Peter Behrens နဲ့သိတော့အစိမ့်မကက်လာပါဘူး။အဲ့မှာ၄နှစ်လောက်လုပ်ပြီးအလုပ်ထွက်ခဲ့ပါတယ်။တကယ်တမ်း Mies ရဲ့နာမည်အရင်က Maria Ludwig Michael Mies Ludwig Mies van der Rohe ဆိုတဲ့နာမည်ကသူမိန်းမယူပြီးမှပြောင်းလဲလိုက်တာပါ။ Rohe ကတော့သူ့အမေရဲ့စာနေမျိုးနာမည်ကိုယူထားတာ။နာမည်ကိုအဓိပ္ပာယ်ပြန်ရရင် Rohe ရဲ့ Ludwig Mies လို့ပြန်ရမယ်ထင်ပါတယ်။